ဒီမှာထူးဆန်းတာလာပြမလို့ပေါ့နော်ရေနဂါဒီရေနဂါဘယ်ထဲကပါလာလဲဆိုရင်946ကျော်တွေကပါလာတာပေါ့နော်ငနီတူနဲ့ငရုတ်သီးနဲ့ကြော်ထားတဲ့946ကျော်တွေကပါလာတာပါသူတို့ငါးဖမ်းရင်နဲ့မှားပြီးတော့ရောပါလာနေမှာပေါ့နော်ဆိုင်နဲ့တွေ့တော့ကျွန်တော်မှအိမ်နဲ့ထည့်သိမ်းထားတယ်ဟုတ်မှာကွန်ပို့စာလေးမလေးပဲတနာပါလေသူကလေးပဲရှိအောင်မယ်946ဒီနဲ့စက်တုံနေနဲ့ငရုတ်တီးနဲ့ရောမွေပြီးကြော်လာတာမှကြည့်အောင်သူမကြိုးသွားဘူးသူရဲ့အမီတေးအကောက်လေးရစားရှိနေတယ်အဲ့ဒီမှာရေနဂါးပါ